Hello မင်္ဂလာနေ့တလေးပါဝင်းကြီးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့2026မှာကျွန်တော်ပထမဆုံးဒီလုပ်ပေးခြင်းနဲ့ sharing လုပ်ပေးခြင်းနဲ့အကြောင်းအရာလေးကတော့ကျွန်တော် digital product business အကြောင်းဖြစ်တယ်ပေါ့နော်ကျွန်တော်ပြီးခဲ့တဲ့တစ်ပတ်လောက်ကကျွန်တော် digital product business အကြောင်းကို intro လေးနဲ့ဒီဘယ်လို skill set တွေရှိသင့်လဲဆိုတာမျိုးလေးကိုကျွန်တော်တင်လိုက်တော့ comment တွေမှာရောဒါ chat box တွေမှာကျွန်တော်မေးကြရပေါ့နော်ဟိုဘယ်လိုစရမလဲဘယ်ကနေဘယ်လိုလေ့လာရမလဲဆိုတာမျိုးလေးကိုတွေ့ရတယ်အဲ့တော့ဟို digital product business ကပြောမယ်ဆိုတော့နည်းနည်းတော့ကျယ်ပြန့်တယ်ကြီးတယ်လောက်ရမှာလည်းများတယ်အဲ့တော့ကျွန်တော်စဉ်းစားထားတော့ဒီ YouTube မှာပေါ့နော်ကျွန်တော်အဲ့လို pocket series လေး free sharing လုပ်ပေးသွားဖို့ရှိတယ်ဟိုနည်းနည်းစီပေါ့နော်အဲ့တော့ဒီနေ့ဗီဒီယိုမှာကတော့ကျွန်တော်မျှဝေပေးချင်တာကတော့ဒီလို digital product business အထူးသဖြင့်ဒီကျွန်တော်တို့ service သမားတွေဗျာmarketing သမားတွေဒီ video editing သမားတွေ designer တွေ digital product business တခုစဖို့ဆိုရင်ရှိထားတဲ့နဲ့ဒီရောင်းရချက်၃ချက်ပေါ့နော်စမဲ့လူတွေအတွက်ပေါ့နော်စမဲ့လူတွေအတွက်ဒါအချက်၃ချက်ကိုကျွန်တော်ဝင်းမြပေးခြင်းတယ်ပေါ့နော်နံပါတ်1ချက်ကတော့ကျွန်တော် mindset ရင်ပြောင်းလဲရမယ်ပေါ့နော်ကျွန်တော် service သမားတွေဆိုရင်ဒါကိုယ့်ရဲ့ client အကြိုက် client ဖြစ်ခြင်းတဲ့ပုံစံအတိုင်းကိုကျွန်တော်တို့ customize ထက်လုပ်ပေးရတယ်သူတို့ဝန်ဆောင်မှုပေးရတာပေါ့နော်ဒီ digital product ကတော့ပြောင်းမြန်ပေါ့နော်ကျွန်တော်တို့လူတွေအများကြီးကိုကူညီပေးနိုင်မဲ့သူတို့ရဲ့ problem တွေကို solution ပေးနိုင်မဲ့ product အရာတစ်ခုကိုဒါ standard တစ်ခုသတ်မှတ်ပြီးတော့ရောင်းချရတာပေါ့နော်လူတွေအများကြီးကိုတပြိုင်နက်တည်းရောင်းချရတာဗျအဲ့တော့လူတွေပြဿနာတစ်ခုချင်းစီကိုကျွန်တော်တို့ focus လုပ်ဆရာမလို့တော့ဘူးဒီပြဿနာတွေဘာဖြစ်နေလဲဒီ main source ကိုရှာပြီးတော့ကိုကျွမ်းကျင်တဲ့အရာနဲ့ဒါ prioritization တစ်ခုလုပ်ပြီးတော့စံတစ်ခုသတ်မှတ်ပြီးတော့ဒါလူတွေအများကြီးကိုတပြိုင်နက်တည်းရောင်းချတဲ့အရာပေါ့နော်ဥပမာဆိုရင်ကိုကmaybe ဒီ gym trainer ပေါ့နော် gym trainer ဖြစ်တဲ့ကိုကဒီ training လုပ်ပြီးကျွမ်းကျင်တဲ့လူဖြစ်တဲ့အတွက်ဒီ checklist တွေဗျာကျွန်တော်ဘယ်လိုမျိုးစားတောက်နေထိုင်ရမယ်ဘယ်လိုမျိုး calorie ban အောင်လုပ်ရမယ်ဘာတွေစားတော့ရမယ်ဒါမျိုးလေးကို PDF လေးထုတ် ebook လေးထုတ်ပြီးတော့ရောင်းချတာမျိုးတွေပြီးရင်ကျွန်တော် video lesson เนาะcontent writing video အတင်းသမားတွေဆိုရင်ကိုကျွမ်းကျင်တဲ့ဟာကို tutorial လေးလုပ်ပြီးတော့ကျွန်တော် video course တစ်ခုဖန်တီးပြီးတော့ဒါ Telegram မှာပဲဖြစ်ဖြစ်เนาะကျွန်တော်တို့ YouTube ဘာပဲဖြစ်ဖြစ်တင်ပြီးတော့ဒါ digital product တစ်ခုဖန်တီးတဲ့အရာပေါ့เนาะအဲ့တော့ကိုကျွမ်းကျင်တဲ့အရာကိုဒီ product ဖန်တီးပြီးပို့ prioritization skills လို့ရယ်ဘယ်လိုမျိုး monetize လုပ်ရမလဲဆိုတဲ့အရာကိုတည်ထားဖို့လိုတယ်ပေါ့နော်နံပါတ်2ကတော့ဒါ start small ပေါ့နော်အသေးဆုံးလေးကနေစပါကျွန်တော်တို့ဒီ perfect ဖြစ်မှကျွန်တော်တို့ဒီ course plan တစ်ခုလုံးဆွဲပြီးမှဒီ website ကြီးတစ်ခုလုံးရေးပြီးတော့မှဒါစရမယ်ဆိုတော့ mindset ကိုဖျောက်ရမယ်ကျွန်တော်တို့အသေးဆုံး MVP minimal viable product လို့ခေါ်ပြီးတော့ကိုကျွမ်းကျင်တဲ့အရာကိုဒါဒီ ebook PDF เนาะ4 5မျက်နှာဖန်တီးတာပဲဖြစ်ဖြစ်เนาะဗီဒီယိုအတူလေးတွေရိုက်ပြီးတော့ကျွန်တော် Telegram channel လေးမှာလောက်တာပဲဖြစ်ဖြစ်ကိုကဒီကိုယ့် target audience တွေကိုဈေးနည်းနည်းတက်တာနဲ့သူတို့အစမ်းပေးသုံးတာဒါမှမဟုတ်ပြန်ရောင်းတာတွေလုပ်ရမယ်ဒီကနေမှတစ်စစ်ဒါဘယ်လိုမျိုး feedback တွေလာမလဲသူတို့ကကြိုက်လားမကြိုက်လားပြီးတော့ကိုယ့်ရဲ့ market နဲ့တကယ် fit ဖြစ်လားဆိုတော့သိရမှာလေဒါကြောင့်မလို့အရင်ဆုံးဒါ start small MVP product ကိုရင်ထုတ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့စတင်ကြည့်ပါပေါ့နော်နံပါတ်3ကတော့ဒီ audience ရင်စုထားပါကျွန်တော်တို့ဒီ community တခုကိုတည်ဆောက်ထားပါပေါ့နော်ကျွန်တော် product ပြီးသွားပြီဆိုရင်စပြီးတော့ရဖို့မကြိုးစားပါနဲ့အရင်ဆုံးဒါကိုက social media page လေးတွေเนาะဖွင့်ပြီးတော့ TikTok Facebook ဟုတ်တယ်မလား free ပဲလေဖွင့်လို့ရတယ်အဲ့အားလေးတွေကိုကျွန်တော်တို့ဖွင့်ပြီးတော့ကိုရဲ့တည်ထားတက်ထားတာတွေကိုဒီလို video လေးလုပ်မယ် knowledge sharing လေးပေးမယ် video တခုပေးမယ်ဗျာပြီးသွားပြီဆိုရင်ဒီ Telegram channel လေးဖြစ်ဖြစ် subscribe လုပ်ခိုင်းထားမယ်အဲ့တော့ AI လူတွေကိုအရင်ဆုံးကျွန်တော်တို့ကအမီးပေးတာเนาะအစမ်းပေးတာလေးစမ်းသုံးမယ်အဲ့တော့သူတို့ကယုံကြည်လာပြီကြိုက်လာပြီပေါ့เนาะမိတ်ဆွေ scale ကိုကြိုက်လာပြီဆိုရင်တော့ဒါမိတ်ဆွေဘာပဲထုတ်ဒါဝယ်ဖို့ဝင်မလေးဘူးဈေးနေတာများတာမကြည့်ဘူးဒါသူ့ရဲ့ဒါ storytelling skill prioritization skills ကိုပဲကြည့်ပြီးတော့ဝယ်ဖို့တင်ပါမယ်ဒီတော့ဘော်ရာမှာဒီသူများတွေကိုဝေမျှပေးနိုင်လောက်တဲ့အသိပညာတက်ပညာရှိနေပြီဆိုရင်တော့ကျွန်တော်က digital product တခုကိုစားတင်ဖန်တီးဖို့အတွက်ဖိတ်ခေါ်ခြင်းပါတယ်အဲ့တော့ကိုယ့်ရဲ့ခုနပြောတဲ့အသက်ပညာကို productization and monetization လုပ်တတ်ဖို့အရေးကြီးတယ်ပေါ့နော်။ကျွန်တော်ဆိုရင်လည်းကျွန်တော်ကဒီ2025လောက်တည်း AI တွေကိုစမ်းနေလေ့လာနေတဲ့လူဖြစ်တာတော့ကြောင်းမလို့ဒါကျွန်တော်ကဒီ AI တွေကိုတနေ့တိုင်းမှာသုံးနိုင်မယ် AI တွေကို unlimited ထုတ်နိုင်မယ်ပုံတွေဗီဒီယိုတွေထုတ်နိုင်မယ် AI tools တွေကိုပေါ့ဗျာစိတ်ကြိုက်သုံးနိုင်ဖို့အတွက်ဒါ web app လေးတစ်ခုကိုဖန်တီးထားတယ်အဲ့တော့ဒီ web app မှာဆိုရင်ဒါ monthly subscription plan နဲ့တွားရဗျာလက်ရှိမှာဆိုရင်ကျွန်တော်30ရောက်လောက်ရှိရပေါ့နော်အဲ့တော့သူတို့ကနေပြီးတော့ monthly subscription ပေးပြီးတော့ကျွန်တော်
ဒါဝယ်သုံးနေကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်တစ်ခါဖန်တီးအမြဲတမ်းဒါ income တွေ generation ဖြစ်နေရပါတော့အဲ့တော့ဒီလိုမျိုးလာ AI SaaS လို့ခေါ်ရပါဒီလိုမျိုးတွေဖန်တီးမလားဒါမှမဟုတ်တင်နန်းနေပဲလုပ်မလားတင်နန်းနေကတော့အများစုကတော့တစ်ခါပေးကြတဲ့ပံလေ့လာပေါ့နော်ကျွန်တော်တွားတဲ့ပုံစံကတော့ monthly subscription ပုံစံမျိုးနဲ့တွားတယ်ဒါကြောင့်မလို့ကိုကဘာကိုဘယ်လိုမျိုးငွေရှာမလဲ marketing လုပ်မလဲဒါအရေးကြီးရပေါ့နော်အဓိက digital product လုပ်ရင် marketing ကလည်းအရင်အရေးကြီးတယ်ဒါကတော့နောက် video တွေမှာမှကျွန်တော်ထပ်ပြီးတော့ပြောပါမယ်အဲ့တော့နောက်ဆုံးပြောချင်တာကတော့ကိုကစလုပ်ဖို့လိုတယ် digital ခေတ်မှာ AI ခေတ်မှာပေါ့နော်စလုပ်ဖို့ကမခက်တော့ကျွန်တော်ခဏပြောခဲ့သလိုပဲ AI ကို co-founder လို့သုံးရမယ်ဗျာဒီ solopreneur တွေအနေနဲ့အရင်တော့ဆိုရင်တော့content writer တွေဘာခေါ်ရတာပေါ့နော်အကုန်တိထားတဲ့လူတွေလိုတယ်ဗျာအခုဆို AI အကုန်တိနေပြီအဲ့အတွက်ကြောင့်မို့လို့ကျွန်တော်က AI tools တွေကိုကျွန်တော်ကြည့်နေသုံးသပ်ရမယ်ကျွန်တော်ကတော့ free တွေထက်ဆိုင်ရင်ဒီ premium pro plan တွေဝယ်စီချင်တယ်ဗျာမှာ Gemini တို့ ChatGPT Pro ChatGPT Plus เนาะစသဖြင့်เนาะCapCut Canva စတာတွေကိုကျွန်တော်က premium version တွေဝယ်စီချင်တယ်ဗျာဘာဖြစ်လို့လဲဆိုတော့ဒီကောင်တွေက premium ဆိုရင် unlimited မေးလို့ရမယ် ChatGPT မှာဆို custom GPT ရမ်းမိုက်တယ် Jam နေเนาะ Gemini မှာဆို Jam နေတိဆောက်လို့ရတဲ့ကိုရဲ့ consultant တယောက်လိုမျိုးเนาะ content ရေးမလား idea ပေးမလား video ပဲလုပ်ခိုင်းမလားအကုန်လုံးရနေပြီအဲ့တော့ pro plan ဆိုဈေးတော့နည်းနည်းကြီးတာပေါ့နော်ဒါပေမဲ့ဒါကကိုယ့်ရဲ့ရေရှည်အတွက်ကိုဒါကို investment လုပ်တာပဲဗျာတကယ်လို့ဈေးသက်သက်သာနဲ့ premium plan တွေကိုဝယ်ချင်တယ်ဆိုရင်တော့ကျွန်တော်ဒီ digital ပေါ့နော် premium store X ကနေပြီးတော့ဝယ်ယူနိုင်တယ်ပေါ့နော်ဒီမှာဆိုတော့ကျွန်တော် Gemini Ultra ChatGPT စတာရဲ့ဒါ premium ဘောင်းဆောင်ကိုကျွန်တော်ဈေးသက်သက်သာနဲ့ဝယ်လို့ရအောင်ကျွန်တော်ရောင်းချပေးနေတယ်ဒါလည်း digital product တစ်ခုပေါ့နော်ဒါကတော့ reselling လုပ်တာပေါ့နော်ဒီ box creation လုပ်ပြီးတော့ဒီကျွန်တော်ပြန်ပြီးတော့ဈေးသက်သာနဲ့ပြန်ရောင်းတာဖြစ်တဲ့ဒါကလည်းနီလန် technique တွေရှိရပေါ့နော်လက်ရှိမှလည်းလာစင်ဝယ်ယူတူဒါ1000ကျော်ရှိတဲ့အတွက်ကြောင့်မလို့အာမခံရှိနဲ့ယုံကြည်စွာဝယ်နိုင်တယ်ပေါ့ဗျာဒါတော့ကြော်ညာလေးတစ်ဖြတ်ပါဆိုတော့အချုံးအနေနဲ့ပြောမယ်ဆိုရင်တော့ digital product တစ်ခုအောင်မြင်ဖို့ကကြတော့ကျွန်တော်တို့က prioritization scale လို့တလို့ marketing ကောင်းဖို့ကလည်းလိုတယ်ပြီးသွားပြီဆိုရင်ဒီ customer service ကောင်းဖို့ကလည်းလိုပြန်ရောအဲ့တော့ဒါတွေကိုနောက်နေ့ဗီဒီယိုမှာကျွန်တော်ဒါ actionable strategies အနေနဲ့ကျွန်တော်မျှဝေပေးဖို့ရှိပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲဗီဒီယိုလေးနည်းနည်းရှည်သွားပြီဆိုတော့အဲ့တော့ဒီ mindset 3ခုဒီ mindset လေးချိန်မယ်ဒီခါလေးကိုစလုပ်ကြည့်မယ်ဆိုရင်တော့ကိုကစတင်ဖို့အတွက်လမ်းကြောင်းတစ်ခုရှာသွားပြီလို့ထင်ပါတယ်ဒါအဆုံးထိကြည့်ပြီးလို့လည်းကျေးဇူးတင်ပါတယ်2026မှာကိုယ့်ရဲ့အိမ်မက်အသစ်တွေကိုကောင်းတဲ့ဖော်နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးနေနှုတ်ဆက်လိုက်ပါတယ်အားလုံးကိုကျေးဇူးပါ